အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကမ္ဘာကျော်ဝန်းကျင်သုတေသနပညာရှင် Ashner Lauren ဝန်နေနီးမောင်နိုင်ရဲ့မှတ်တမ်းတိုက်ထဲမှာတကယ်ဖြစ်အမှန်ကိုအခြေခံထားတဲ့ဇလံပေါင်းများစွာရှိနေတဲ့အကြောင်းနဲ့တရေတီလာရှင် Blake ကနေကျင်းစာတင်အယုံမှာ Annabelle အထိအားလုံးဆက်နေနေတဲ့ The Conjuring Universe ရဲ့ဇာတ်ကား9ကားစလုံးကိုအစားဆုံးနှစ်ချုပ်တင်ဆက်ပေးသွားမှာပါဒီဇာတ်ကားတွေကိုဘယ်လိုမျိုးဆင်လိုက်ကြည့်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုဆုံးအောင်ကြည့်ဖို့လိုပါမယ်ဒါတွေအားလုံးကအစစ်မှန်ဆိုတော့သိထားရင်တင်ရင်ကြောက်သွားမှာပါပထမဆုံးအနေနဲ့ကြည့်ရှုရမှာကတနန်းဖြစ်ပါတယ်ဒီဇလန်က1952ခုနှစ်ကိုစတင်တည်ထားပြီးဇလန်စမှာတော့ရိုမေးနီးယားနိုင်ငံကရှေးအောင်ပုံကြောင်တစ်ခုမှာတီလာရှင်တစ်ပါးထူးဆန်းစွာနဲ့မိမိကိုယ်ကိုစုံးစီရင်သွားပါတယ်အဲ့ဒီမှာတော့ကျွန်တော်တို့အားလုံးကြောက်ကြတဲ့တရေတီလာရှင်ဘာလက်ဆိုတဲ့မကောင်းဆိုဟာစတင်ထွက်ပေါ်လာပါတယ်ဒါကိုစုံစမ်းဖို့ဘာတီကာပုံတော်ကြီးဘတ်နဲ့တီလာရှင်လောင်အိုင်ရန်တို့ရောက်လာခဲ့ကြပါတယ်အဲ့ဒီမှာသူတို့ဟာငရဲတကားထွက်လာတဲ့ဘာလက်ဆိုတဲ့တရေတီလာရှင်နဲ့ရင်ဆိုင်ရပြီးခရစ်တော်ရဲ့တွေ့ကိုအသုံးပြုခါငရဲတကားကိုပြန်ပိတ်နိုင်ခဲ့ပြီမဲ့သူတို့ကိုကူညီတဲ့ Francis ဆိုတဲ့လူငယ်တွေကိုဘာလက်ကတိတ်ဆိတ်ဝင်ပူးသွားပါတယ်ဒီဇလန်က2018ခုနှစ်မှာရုံတင်ပြသခဲ့တဲ့ horror ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်ဗျနံပါတ်2အနေနဲ့ကြည့်ရှုရမယ်နောက်တစ်ခါ Annabelle Creation ဒီဇလန်က1955ခုနှစ်ကိုစတင်တည်ထားပြီးချိန်စာသစ် Annabelle ရုံးမှာကြီးဘလို့စတင်ဖြစ်ပေါ်လာလဲဆိုတာကိုပြသထားတာပါအယုတ်လုတ်တဲ့မူလင်းလင်များဟာကားစီးတဲ့နဲ့ဆုံးသွားတယ်သူရဲ့သမီးလေး Annabelle ကိုသတိရတန်တာလို့ဝင်းညိုပြန်ခေါ်ရကနေမကောင်းဆိုးကသူတို့ရဲ့သမီးလေးအောင်ဆောင်ပြီးအိမ်ထဲကိုဝင်လာခဲ့တာပါအဲ့ဒီမကောင်းဆိုးကအရှုပ်ထဲမှာခိုးအောင်နေပြီးသူတို့အိမ်ကိုခိတ္တပြောင်းလာတဲ့မိဘမဲ့ကလေးတွေကိုခြောက်လန့်ပါတယ်နောက်ဆုံးမှာဂျင်းနဲ့ဆိုတဲ့ကောင်မလေးကိုဝင်ပူးကတ်သွားပြီးအန်နာဘယ်ဆွဲနာမည်နဲ့ပျောက်ကွယ်သွားခဲ့ပါတယ်ဒီဇာတ်ကားက2019ခုနှစ်မှာထွက်ရှိခဲ့တဲ့နာမည်ကျော်ဟော်ရာရုပ်ရှင်တကားဖြစ်ပါတယ်နံပါတ်3အနေနဲ့ကြည့်ရှုရမယ်နောက်တကားကတော့ The Nun 2ဖြစ်ပါတယ်2023ခုနှစ်မှာရုံတင်ပြသခဲ့ပြီးဇလန်ကာလာတော့1956ဖြစ်ပါတယ်။ The Nun ပထမဇာတ်ကားပြီး4နှစ်ကြာမှတရေတီလာရှင်ပါလက်ဟာလူငယ်ဖရန်ရှိရဲ့ခန္ဓာကိုယ်ထဲမှာဝင်အောင်ရင်ဥရောပတခွင်ကဘာသာရေးပုံကိုယ်ကိုတက်ပြတ်နေပါတယ်။ဒါကြောင့်တီလာရှင်အန်ရီဟာပြင်သစ်စာသင်ကျောင်းတစ်ခုမှာဘာလက်ကိုပြန်လည်ရင်ဆိုင်ရပြီးဘာလက်ရှာနေတဲ့စိတ်လူစီရဲ့မျက်လုံးတစ်စုံကိုအုံချကာဘာလက်ကိုထပ်မံနေခဲ့ရတဲ့ဇလန်ဖြစ်ပါတယ်။ The Nun 2ဟာ horror ပရိသတ်တွေအတွက်တော့ကြောချမ်းစရာကောင်းတဲ့ရုပ်ရှင်တကားဖြစ်ပါတယ်။ Conjuring Universe ရဲ့တန်းတိုင်းရဆိုရင်လည်းဒါဟာနောက်ပိုင်းထွက်လာမယ့် Conjuring ဇာတ်ကားတွေနဲ့ဘယ်လိုဆက်နေရဆိုတာကိုပါအရင်မှပြသသွားတာပါ။နံပါတ်4နေရာမှာကြည့်ရှုရမယ်နောက်တစ်ခါကတော့ Annabelle 2014ဖြစ်ပါတယ်။1969ခုနှစ်မှာ Jane ဆိုတဲ့ Annabelle ဝင်ပူးနေတဲ့ကောင်မလေးဟာလူကြီးဖြစ်လာတဲ့အခါသူမရဲ့မွေးစားမိဘတွေကိုတတ်ပြီးသူမကိုသူမအဆုံးစီရင်ရာကနေဝိညာဉ်ကဘေးနားရုပ်ထဲကိုပြန်ဝင်သွားပါတယ်။အဲ့ဒီရုပ်ကဂျွန်နဲ့မီယာဆိုတဲ့လေများစီကိုရောက်သွားပြီးသူတို့ရဲ့ကလေးလေးကိုရစ်ပူစော်ဖို့စူးစမ်းခဲ့တာဖြစ်လို့ဒီ universe မှာ Annabelle ရှုံးမှာရဲ့နာမည်ကျော်6လက်မှုတွေအများပြားပါဝင်လာပါတယ်။ဇာတ်ကားဆုံးမှာတော့ဒီရုပ်မှာအဟောင်းဆိုင်တစ်ခုကိုရောက်သွားပြီးနောက်ဆုံးမှာ The Conjuring ဇာတ်ကားအစမှာပါတဲ့တူနာပြုဆရာမလေး2ယောက်စီကိုရောက်သွားတာကိုပြသပြီးဇက်သိမ်းသွားပါတယ်။ဒါကတော့ Conjuring 1ဖြစ်ပေါ်လာမယ့်အစနာလို့ပြောလို့ရပါတယ်။လက်တွေ့ပြင်လောကမှာဒီ Annabelle ရုပ်ဟာဇကားရရလို့တစ်သားရုပ်မဟုတ်ပဲ Raggedy Ann လို့ခေါ်တဲ့စုပ်ပြဲနေတဲ့ဂုံးရုပ်လေးပဲဖြစ်ပါတယ်။နံပါတ်5နေရာမှာကြည့်ရှုရမယ်နောက်တစ်ကားက The Conjuring ဖြစ်ပါတယ်။2013ခုနှစ်မှာထွက်ရှိခဲ့ပြီးဇလန်ကာလာ1980ကိုစတင်တည်ထားပါတယ်။စစ်မှတ်တည်းနဲ့ထုတ်သူ Ash နဲ့ Lauren Warren စနီးမောင်နဲ့စတင်ပါဝင်လာပါပြီ။သူတို့မိတ်ဆက်ပေးရရင်တော့ Ash Warren က Demonologic Nestopedia ပညာရှင်တစ်ယောက်ပါသူဟာကက်သလစ်တင်းတော်တရားဝင်တိမှတ်ပြုထားတဲ့ဘုန်းကြီးမဟုတ်သူလေမန်တူဖြစ်ပါတယ်။သူကနတ်ဆိုးတွေရဲ့တဘာဝကိုနားလည်ပြီးနတ်ဆိုးနေထုတ်ခြင်းလုပ်ငန်းစဉ်တွေမှာဘုန်းတော်ကြီးတွေကိုဒီပညာအရအကူအညီပေးလေ့ရှိပါတယ်။ Lauren Warren ကတော့သူမဟာအချားမြင်ရသူဝိညာဉ်နဲ့ဆက်သွယ်သူတယောက်ပါ။သူမမှာတာမန်လူတွေမမြင်နိုင်တဲ့ဝိညာဉ်တွေနတ်ဆိုးတွေနဲ့သူတို့ရဲ့အငွေသက်တွေကိုမြင်နိုင်ခံစားနိုင်စွမ်းရှိပါတယ်။ဒီဇာတ်ကားမှာတော့ Roshailand ကအိမ်ဟောင်းကြီးတွေကိုပြောင်းလာတဲ့ပရိုမီတာစု9ယောက်ဟာရှေ့ရခင်ကအဲ့ဒီမြေပေါ်မှာခုကိုတက်သေးခဲ့တဲ့စုံမကြီးပတရှိပါရဲ့ချောင်းလက်မှုကိုခံရတာပါမိခင်ပြသူကိုတရေပူပြီးကလေးတွေကိုတက်ခိုင်းတဲ့အထိဆိုးရခဲ့ပြီမဲ့ဝါရင်းတို့ကအောင်မြင်စွာနဲ့ကယ်တင်နိုင်ခဲ့ပါတယ်ဒီဇာတ်ကားဟာ Conjuring Universe ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပြီးအောင်မြင်ဆုံးနဲ့နာမည်ကြီးဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်နံပါတ်6နေရာမှာကြည့်ရှုရမယ့်နောက်တစ်ကားကတော့
Annabelle Can Home 2019ဖြစ်ပါတယ်ဇလန်ကာလာ1982ကိုစတင်တည်ထားပြီး Conjuring Universe ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့နာမည်ကျော်အယုတ်ဆို Annabelle ရုံးမှကြောင်ရိုက်ကူးထားတဲ့တတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်ဝါရင်တို့ဟာ Annabelle ရုံးမှကိုသူတို့အိမ်ကလုံခြုံရေးမှန်ကူထဲမှာတေချာပိတ်လောင်ထားပါတယ်ဒါပေမဲ့ဝါရင်တို့အိမ်မှာမရှိခိုင်းကလေးတင်းကောင်မလေးရဲ့တင်ငယ်ချင်းကမှန်ဘူးကိုဖွင့်ပြရကနေ Annabelle ကအိမ်ထဲကတခြားဝိညာဉ်တွေဖြစ်တဲ့ Ferryman နဲ့သူတို့သမီးဝိညာဉ်တွေကိုပါနှိုးလိုက်ပြီးတိမ်လုံးငဲကဲပြအောင်လုပ်ခဲ့တာပါဒီဇာတ်ကားဟာအရင် Annabelle ဇာတ်ကားတွေနဲ့မတူပဲအိမ်တိမ်ထဲမှာဖြစ်ပျက်တဲ့အင်တွေမုတ်သေးရဲ့ပုံစံမျိုးဖြစ်လို့ရင်ကုန်စိတ်လို့ရှာစရာကောင်းပါတယ်နံပါတ်9နေရာမှာကြည့်ရှုရမယ်နောက်တစ်ခါကတော့ The Curse of La Llorona ဖြစ်ပါတယ်2019ခုနှစ်မှာထွက်ရှိခဲ့ပြီးဇလန်ကာလာကတော့1983မှာဇက်အိမ်တက်ထားပါတယ်မိမိကလေးတွေကိုရေနဲ့တက်ခဲ့တဲ့မက္ကဆီကိုတန်တာရီတွေကငုံနေတဲ့အမျိုးသမီးတည်းမှာတခြားကလေးတွေကိုလိုက်လံဖမ်းဆီးရပါလူမှုဝန်ထမ်းမိခင်တယောက်ကသူမရဲ့ကလေးတွေကိုကာကွယ်ဖို့ကြိုးစားရင်ဒီဇက်ကားမှာအန်နာဘယ်2014တွေကဖုန်းတော်ကြီးပြန်ပါလာပါတယ်သူကအမျိုးသမီးကိုကူညီဖို့ကြိုးစားရင်သူအရင်ဆိုင်ခဲ့ဘူးတဲ့အန်နာဘယ်ရှုံးမှကြောင်းခိတ္တပြောတော့တာကြောင့်ဒီဇက်ကားဟာ Conjuring Universe ထဲမှာပါဝင်နေတာကိုသိနိုင်ပါတယ်စိတ်ဝင်စားစရာချက်က La Llorona တန်တာရီမက္ကဆီကိုနဲ့လက်တင်အမေရိကန်နိုင်ငံတွေမှာတကယ်ရှိပြီးလူကြီးတွေကကလေးတွေကိုညဘက်ပြင်မထွက်ဖို့ဒီပုံမြင်နဲ့6လက်ရှိပါတယ်နံပါတ်8နေရာမှာကြည့်ရှုရမယ့်နောက်တစ်ခါကတော့ The Conjuring 2ဖြစ်ပါတယ်2016ခုနှစ်မှာရုံတင်ပြသခဲ့ပြီးဇလန်ကာလာကတော့1980ခုမှာဇက်အိမ်တည်ထားပါတယ်1986ခုနှစ်မှာ Aston Lauren Warren နီးမောင်နှံကနာမည်ကျော် MDB ရှိန်ကိုတွားရောက်စစ်ဆေးခဲ့ပါတယ်အဲ့ဒီမှာ Lauren ဟာစိတ်အာရုံနဲ့ခြေရာခံရင်တီလာရှင်ဝစ်စုံနဲ့မကောင်းဆိုးဝါးပါလက်ကိုပထမဆုံးစတင်မြင်တွေ့ခဲ့ရပါတယ်အဲ့ဒီမကောင်းဆိုးဝါးကသူမရဲ့ခင်မွန်အသေးဆုံးမင်းနမိတ်ကိုပြသခဲ့တာကြောင့် Lauren ကတော်လေးထိတ်လန့်သွားပြီးမူရဲတွေကိုလက်ခံဖို့ဝင်လေးနေခဲ့ပါတယ်1980ခုမှာတော့အင်္ဂလန်လန်ဒန်ကအိမ်လေးတိမ်မှာနေထိုင်တဲ့ Janet ဆိုတဲ့ကောင်မလေးကိုအိမ်ပိုင်ရှင်ဖိုးကြီးဝင်းကဝင်ပူးကတ်နေပါတယ်ဒါပေမဲ့တကယ်နဲ့နောက်ွယ်ကကြိုးကင်နေတာတရက်တီလာရှင်ဘာလဲဖြစ်နေပါတယ်ဝါရင်ကဘာလဲအမီရင်ကိုတီးသွားပြီးငရဲကိုမောင်းထုံနိုင်ခဲ့တဲ့ရင်ခုန်စရာအခန်းတွေကိုကြည့်ရှုရမယ်အစစ်မြင့်ဟော်ရာရုပ်ရှင်တကားဖြစ်ပါတယ်နံပါတ်9နေရာမှာကြည့်ရှုရမယ်နောက်တကားကတော့ The Conjuring The Devil Made Me Do It ဖြစ်ပါတယ်2021ခုနှစ်မှာရုံတင်ပြသခဲ့ပြီးဇလန်ကာလာကတော့1981မှာဇက်အိမ်တည်ထားပါတယ်အာနီဂျွန်ဆင်ဆိုတဲ့လူငယ်လေးတယောက်ကလူတက်မှုတစ်ခုကျိုးလွန်ပြီးနောက်မှာကျွန်တော်ကိုမကောင်းဆိုးကပူပြီးခိုင်းစီလို့တက်မိတာပါလို့တရားရုံးမှာထွက်ဆိုခဲ့ပါတယ်ဒီရုပ်ရှင်ကားမှာတော့ဝါရင်းတို့နီးမောင်နှံကဒီလူတက်မှုရဲ့နောက်ွယ်ကကျင်းစာတိုက်နေတဲ့ဆုံးမတယောက်ကိုလိုက်လံရှာဖွေပြီးအမှုမှန်ကိုဖော်ထုတ်ခဲ့ရတဲ့အပိုင်းဖြစ်ပါတယ်ဒါကတော့1952ခုနှစ်ရိုမေးနီးယားကသီလရှင်ကျောင်းကနေစတင်ပြီး Aston Lauren Warren တို့ရဲ့အိမ်ရပစ္စည်းတိုးလောင်ခန့်ထိရောက်ရှိလာခဲ့တဲ့ The Conjuring Universe ရဲ့ကျောင်းမက်ဖွယ်ခီးစဉ်ပဲဖြစ်ပါတယ်ဒီ universe ကတခြား horror ရုပ်ရှင်ကားတွေနဲ့မတူတာကတော့သူတို့ရဲ့ဇလန်းတွေဟာဖြစ်ရမှန်ကိုခြေခံထားတာရဲ့ဇကားတစ်ခုနဲ့တစ်ခုဝင်းဆက်တွေချိတ်ဆက်ထားပုံကတကယ့်ကိုအားကောင်းလုံးတာကြောင့်ပဲဖြစ်ပါတယ်ခုလိုစိတ်ဝင်စားမှုကောင်းတဲ့ဇလန်းအကြောင်းတွေကိုသဘောကျနေတဲ့ဆိုရင်ကျွန်တော်ရဲ့ R1 Studio Channel လေးကို like and subscribe လုပ်ခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်